နိပညာလောကကြီးတစ်ခုလုံးကိုနောက်ွယ်ကနေမောင်းနေနေတဲ့အရင်သိငယ်ပေမဲ့အင်မတန်စွမ်းထက်တဲ့ပစ္စည်းလေးတစ်ခုကြောင့်ဒီနေ့ပြောပြချင်ပါတယ်။သူ့နာမည်က MOSFET ပါ။ဟုတ်ပါတယ်။ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ပစ္စည်းတိုင်းလုံးမှာမတိမတာအလုပ်လုပ်ပေးနေတဲ့သူရဲကောင်းတယောက်ပေါ့။ကဲသူကဘလို့အလုပ်လုပ်တာလဲသူ့ရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ပရမဇောအနေနဲ့ဒီ MOSFET ကိုစူပါဟီးရိုးတယောက်နဲ့ဘာလို့ခိုင်နိုင်ရတယ်လဲဆိုတာကြည့်ရအောင်သူ့မှာဘယ်လိုမျိုးမယုံနိုင်စရာစွမ်းအားရှိနေလို့လဲအယိုရစားကိုရင်ကြည့်လိုက်တကယ်ကိုတေးသေးသေးပါလက်သေးခွန်လောက်ကရှိမယ်ဒါမှမဟုတ်ဒီသားတောင်ကိုတင်းနိုင်သေးတယ်ဒါပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်ကတော့လုံးဝကိုအမခံပါပဲဟုတ်တယ် MPR 100ကျော်ဒီလောက်တေးသေးလေးက MPR 100ကျော်တဲ့လက်စီချောင်းကိုထိန်းချုပ်နိုင်တယ်ဆိုတော့စဉ်းစားလာကြည့်ဒါကလက်စစ်ကားတစ်စီးလုံးကိုမောင်းနေနိုင်တဲ့စွမ်းအင်ပမာဏနဲ့အတူတူပါပဲအခုကျွန်တော်တို့သုံးနေတဲ့ smartphone တွေ laptop တွေနောက်ဆုံးပေါ် gadget တွေအားလုံးရဲ့နောက်ွယ်မှာဒီနည်းပညာကအဓိကပဲဆိုတော့ဒီလောက်သိငယ်တဲ့အရာကဒီလောက်ကြီးမားတဲ့စွမ်းရည်ကိုဘယ်လိုများထိန်းချုပ်နိုင်နေတာလဲအဲ့ဒါကပဲဒီနေ့ကျွန်တော်တို့ကိုဖြေရှားသွားမယ်အဓိကမိကွန်ပဲသူလည်းလိုအပ်ချက်ကဘယ်မှာရှိနေလဲဆိုတော့သူကိုပြုလုပ်ထားတဲ့ပစ္စည်းရဲ့တွင်မှာပဲရှိနေပါတယ်ဟုတ်ပြီဒီတော့အဖေကိုရှာဖို့အခြေခံအကြောင်းဆုံးအုံမြင့်ထွက်တဲ့ semiconductor ဆိုတာပါလဲပြီးတော့ doping ဆိုတဲ့နည်းပညာကပါလဲဆိုတာနေစလိုက်ကြအောင် semiconductor ဆိုတာကတော့ဆီလီကွန်လိုပစ္စည်းမျိုးပေါ့သူ့ရဲ့မူလတဘာဝမှာကလက်စစ်ဆေးဖို့ခတ်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ atom တွေမှာအဖင်ဘက်ဆုံးအလွှာမှာ electron ၄ခုပဲရှိတယ်အဲ့ဒီ၄ခုကဘေးက atom တွေနဲ့လက်တွဲပြီးအရန်ကိုတည်ငြိမ်တဲ့ဖွဲ့စည်းပုံတစ်ခုကိုတိစောက်ထားတာဆိုတော့ electron တွေကလွတ်လွတ်လပ်လပ်ရွေးလျားလို့မရတော့ဘူးအဲ့ဒါကြောင့်ရက်ကူကနန်းနေရတာပေါ့ကဲအခုတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကိုရောက်လာသည်အဲ့ဒါက doping လို့ခေါ်တဲ့လုပ်ငန်းစဉ်ပဲဒါကဘာနဲ့တူလဲဆိုတော့အဲ့ဒီတည်ငြိမ်နေတဲ့ဆီလီကွန်ကိုတမင်တကာသွားပြီးမွေလိုက်တာသူ့ကို smash ထွသွားအောင်လုပ်ပေးလိုက်တာပေါ့ဥပမာဆီလီကွန်ထဲကို phosphorus လိုမျိုးအပြင်မှာ electron 5ခုပါတဲ့ atom နည်းနည်းလေးရောထည့်လိုက်မယ်အဲ့ဒီအခါမှာပေါ်နေတဲ့ electron တစ်ခုထွက်လာရောအဲ့ဒီ electron ကလွတ်လွတ်လပ်လပ်ရှောက်သွားလို့ရပြီဒါကို n region n type လို့ခေါ်တယ်ပြောင်းပြန်နေတဲ့ boron လိုမျိုး electron 3ခုပဲပါတဲ့ atom ကိုထည့်လိုက်ရင်ကို electron တစ်နေရာစာလစ်လက်သွားမယ်အဲ့ဒီလစ်လက်နေတဲ့နေရာလေးကို hole လို့ခေါ်ပြီးသူကအဖို့တန်းဆောင်တယ်ဒါကတော့ p region ပေါ့ဟုတ်ပြီအခုဆိုရင်ကျွန်တော်တို့မှာ N region နဲ့ P region ဆိုပြီးမတူညီတဲ့ပစ္စည်းနှမျိုးရလာပြီ။ကဲဒီနှစ်ခုခုယူပြီးတစ်ခုနဲ့တစ်ခုထိစပ်လိုက်မယ်ဆိုရင်ဘယ်လိုစိတ်ဝင်စားစရာတွေဖြစ်လာမလဲ။ဆက်ကြည့်ကြရအောင်။ဒီဥပမာလေးကအရန်ရှင်းပါတယ်။ရေမျက်နှာပြင်မတူတဲ့ရေကနှစ်ခုကိုပိုက်နဲ့ဆက်လိုက်တယ်လို့ပဲ။ရေများတဲ့ဘက်ကရေနေတဲ့ဘက်ကိုအလိုလိုစီးဆင်းသွားတယ်လေ။အဲ့ဒီအတိုင်းပဲ N region မှာကလွတ်လပ်တဲ့ electron တွေအများကြီးရှိနေတာကို P region မှာကျတော့ electron လိုနေတဲ့ holes တွေအများကြီး။ဆိုတော့ဒီနှစ်ခုကိုထိစပ်လိုက်တော့နဲ့ N region ဘက်က electron တွေက P region ဘက်ကိုတဘာဝအတိုင်းကူးပြီးပြန့်နှံ့စီးဝင်သွားတာပဲဒီလို electron တွေကူးသွားတဲ့အခါဘာဆက်ချစ်လဲဆိုတော့သူတို့ထိစပ်နေတဲ့နေနှိမ့်မိန်မှာပေါ့ P region ဘက်ချမ်းက electron တွေရောက်လာလို့အမတ်တက်ဆောင်သွားတယ် N region ဘက်ချမ်းမှာတော့ electron တွေထွက်သွားလို့အဖို့တက်ကျန်ဟဲ့တယ်အဲ့ဒီအခါမှာအဲ့ဒီနေရာမှာတတားကွာချမှုကြောင့်80ဆက်ကွင်းတစ်ခုဖြစ်ပေါ်လာရောအဲ့ဒီ80ဆက်ကွင်းကတန်တိုင်းကြီးတစ်ခုလိုပဲနောက်ထပ် electron တွေထပ်ပြီးမကူးလာနိုင်အောင်တားဆီးပစ်လိုက်တယ်။အချိန်တစ်ခုကြာတော့ဟန်ချက်ညီသွားပြီးအလင်းမှာ electron တွေလုံးဝမရွေလျားတော့တဲ့ကင်းမဲ့ဇုံလေယာဆိုတဲ့အလွှတစ်ခုဖြစ်ပေါ်လာပါတယ်။ဆိုတော့အဓိကမှတ်ထားရမှာကပါလေဒီ N region နဲ့ P region စုံတဲ့နေတာ PN လမ်းဆောင်ဟာရက်စီးချောင်းကိုတစ်ဖက်ကျဲကိုပဲစီးခွင့်ပြုပြီးနောက်ပြန်လာတာကိုလုံးဝပိတ်ထားတဲ့တလန်းသွားတကားကြီးလိုဖြစ်သွားတယ်။အဲ့ဒါကိုပဲကျွန်တော်တို့က diode လို့ခေါ်တာပါ။ဒါဟာ semiconductor လောကရဲ့ပထမဆုံးအရေးကြီးဆုံးအခြေခံအဆောက်အဦတစ်ခုပဲကဲအခုဆိုရင်အခြေခံသဘောတရားတွေကိုသိသွားပြီဆိုတော့ဒီအပေါ်အခန်းတွေကိုပေါင်းဆက်ပြီးကျွန်တော်ရဲ့ဇလက်ကျော် MOSFET ကိုဘယ်လိုတိစောက်ထားတယ်လဲဆိုတာကြည့်လိုက်ကြရအောင် MOSFET ရဲ့တိစောက်ပုံကဒီလိုပါအလယ်မှာ P region တစ်ခုရှိတယ်သူ့ရဲ့ဘယ်နဲ့ညာမှာ N region နှစ်ခုကညှပ်ထားသလိုပဲအဲ့ဒီအပေါ်ဆုံးမှာတော့လက်စစ်မကူနိုင်တဲ့အလွှာလေးတစ်ခုခံပြီးအဲ့အပေါ်ကမှ gate လို့ခေါ်တဲ့တတုပြားလေးတစ်ခုတင်ထားတယ်။ဘေးက N region နှစ်ခုကိုတော့ source နဲ့ drain ဆိုပြီးရက်ငုပ်တင်နဲ့အထီးထီးချက်ထွဲထားပါတယ်။ဒီလိုဖွဲ့စည်းပုံကြောင့်မူလအခြေအနေမှာဘာဖြစ်နေလဲဆိုတော့ source ကနေ drain ကိုလက်စစ်စီးခြင်းပေးမြင့်အလဲက P region ကတင်တိုင်းကြီးလို့ပိတ်ထားတယ်။ခုနကပြောခဲ့တဲ့ PN လန်းဆောင်ကပြောင်းပြန်ဖြစ်နေတော့လမ်းကြောင်းကပိတ်နေတာပေါ့။ဒါကြောင့်လက်စီးကြောင်းကလုံးဝစီးဆင်းလို့မရဘူး။တနည်းပြောရင် MOSFET က off အခြေအနေပိတ်နေတဲ့အခြေအနေမှာရှိနေတာပါ
ဟုတ်ပြီအခုဒီရှင်းလင်းတင်ဆက်မှုရဲ့အထွေထိစိတ်နှုတ်ရှားစရာအကောင်းဆုံးပိုင်းကိုရောက်လာပါပြီပိတ်နေတဲ့ဒီလမ်းကြောင်းကြီးကိုအပေါ်က git ဆိုတဲ့အရာကဘလို့မျက်လက်သုံးပြီးဖွင့်ချလိုက်မလဲဆိုတာကိုကြည့်ကြရအောင် အဲ့ဒီတော့မိခေါင်းကတာပဲအပေါ်ဝက် gate ကိုအဖိုးဖိုးအားတစ်ခုပေးလိုက်မယ်ဆိုရင်ဘာတွေဖြစ်ပေါ်မလဲ ဒီနေရာမှာရူပါပိဒရဲ့အယူရှင်းဆုံးအခြေခံနေရာမလေးကိုပြန်တတိယကြည့်အောင်မတူတဲ့တက်တီကအချင်းချင်းဆွဲငင်ပြီးတော့တူတဲ့တက်တီကတွန်းကန်နေဆိုတာလी MOSFET ရဲ့မျက်လှည့်ကဒီနေရာမလေးပေါ်မှာပဲအခြေခံထားတာပါ gate ကိုအဖိုးဖွားပေးလိုက်တာနဲ့အဲ့ဒီအဖိုးတက်ကသူ့အောက်က P region ထဲမှာရှိနေတဲ့လွတ်လပ်တဲ့ electron အနှဲငယ်ကို hey လာခဲ့ဆိုပြီးအပေါ်ဘက်ကိုဆွဲငင်လိုက်ပါတယ် ဒီလို electron နဲ့အပေါ်ကိုဆွဲငင်ခံရပြီးစုပုံလာတဲ့အခါမှာ gate ရဲ့အောက်ဖက်တဲ့မှာ electron နေနဲ့ပဲဖြစ်နေရဲ့အလွှာပါးလေးတစ်ခုဖြစ်ပေါ်လာတယ်အဲ့ဒါကို inversion layer ဒါမှမဟုတ်ပြောင်းပြန်အလွှာလို့ခေါ်ပါတယ် အခုအဟောဆရာကောင်းတာကဒါပဲ electron တွေစုနေတဲ့ဒီအလွဲ့ပါးလေးကအခုဆိုရင် n region တစ်ခုလိုပဲအလိုလုပ်တော့တယ်အဲ့တော့သူကဘာလုပ်ပေးလိုက်လဲဆိုတော့ B တစ်ဖက်တစ်ချက်က source နဲ့ drain ဆိုတဲ့ n region တစ်ခုကိုတန်တားခင်းပေးလိုက်တယ်လို့ပဲချိတ်ဆက်ပေးလိုက်ပါတယ် ဒါဆိုရင်ဘာဖြစ်သွားပြီလဲအရင်ကလမ်းပိတ်ထားတဲ့ PN လမ်းဆောင်အသားစီးကြီးကပျောက်ကွယ်သွားပြီအခုတော့ source နဲ့ drain ကြားမှာလမ်းပွင့်သွားပြီလေအဲ့ဒီတော့လက်စီချောင်းကလက်လက်စီဆင်းနေသွားပြီပေါ့ gate ဘော်ကတင်းခဲ့တဲ့ပေါ်အားလေးတစ်ခုက source ကနေ drain စီကိုကြီးမားတဲ့လက်စီချောင်းကြီးစီးဆင်းသွားဖို့အတွက်လမ်းကြောင်းတစ်ခုကိုဖွင့်ပေးလိုက်တာပါပဲဒါဟာ MOSFET ရဲ့မျက်လှည့်ပါပဲ ကဲဒါဆိုရင်တော့ MOSFET ရဲ့လိုဝက်ချက်ကိုတီးလောက်ပါပြီတင်းခဲ့တဲ့ဗိုလ်အားလေးနဲ့ကြီးမားတဲ့လက်စီးချောင်းကိုဘယ်လိုထိန်းချုပ်လဲဆိုတာပေါ့ဒါပေမဲ့ဒီချောင်းရက်ကိုအဆုံးမသက်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ခြံထားခဲ့ခြင်းပါတယ်အခု gate ပေါ်ကိုပေးထားတဲ့ voa ကိုသာဆက်ပြီးသွင်းမြင့်သွားလဲဆိုရင်ကော source ကနေ drain ကိုစီးစစ်နေတဲ့လက်စီးကြောင်းကဘယ်လိုပြောင်းလဲသွားမယ်လို့ထင်ပါသလဲဒါတော့နောက်ထပ်စိတ်ဝင်စားဖွယ်ရာလေ့လာစရာတစ်ခုပါပဲ